ရုတ်တရက်မိုးကြိုးပစ်ချလိုက်တာကြောင့်ကောင်းလေးသတိမေ့သွားခဲ့ပါတယ်သူနိုးလာတဲ့ခါမှာတော့ဆေးရုံကိုရောက်နေတာပေါ့ဆရာဝန်ကစစ်ဆေးကြည့်ပေမဲ့ပြင်းထန်တဲ့ဝေဒနာမတွေ့တာကြောင့်အိမ်ပြန်လာဖို့လွတ်လိုက်ပါတယ်အဲ့ဒီညမှာပဲသူ့အိမ်မှာထူးဆန်းတာတွေစတင်ဖြစ်လာပါတော့တယ်မိဖို့ကိုလမ်းကြည့်လိုက်ုံနဲ့တင်မိတောက်တွေကဝုန်းခနဲ့ထထောက်လာသလိုအပြင်မှာလည်းမိုးကျင်းတန်တွေတကြုံကြုံမြည်လာပါတယ်အပြင်ကိုထွက်ကြည့်လိုက်တဲ့အခါကောင်းကင်ကနေငါးတွေအများကြီးပြုတ်ကျနေတာကိုမြင်လိုက်ရတာကြောင့်သူအရန်ထိတ်လန့်သွားပြီးတကားကိုအမြန်ပိတ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသူ့လက်ထဲမှာပူခနဲ့ခံစားလိုက်ရတာကြောင့်အိမ်မက်မက်နေတာလားလို့တောင်တွေးမိသွားပါတယ်ရုတ်တရက်ဆိုသလိုအပြင်ကနေတကားခောက်တန်ကြားလိုက်ရပြီးဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တဲ့အခါဒဏ်ရာပြင်းထန်ရထားတဲ့အိမ်ကြီးချင်းအမျိုးသမီးကိုတွေ့လိုက်ရပါတယ်သူမရဲ့ဘိုင်းမှာလည်းတွေးတွေထွက်နေတာကိုတွေ့ရတာကြောင့်ဘေးနားမှာအသားလေးထိုင်ခိုင်းထားလိုက်ပါတယ်သူကတခြားအိမ်ကြီးချင်းတွေစီအကူအညီတောင်းပေမဲ့ဘယ်သူမှပြန်မဖြေတာကြောင့်ကိုယ်တိုင်သွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်လူဆိုးတွေရန်ပြူတာဖြစ်နိုင်တယ်လို့တွေးပြီးတုတ်တချောင်းကိုကိုင်းကအဖိုးရဲ့ဇနီးဘယ်မှာလဲလို့မေးလိုက်ပါတယ်ဒါပေမဲ့သူမြင်လိုက်ရတာကအဖိုးရဲ့ဇနီးဟာအကောင်းဘက်ကတိအတိုင်းငိုယိုနေတာပါသူမရဲ့ဘိုင်းမှာလည်းဘာဒဏ်ရာမှမရှိတာကိုတွေ့လိုက်ရတဲ့အခါသူတော်တော်လေးထိတ်လန့်သွားခဲ့ပါတယ်ဒါဆိုခုနကငါအိမ်ကိုရောက်လာတာဘယ်သူလဲဆိုပြီးအိမ်ကိုပြေးပြန်ကြည့်ပေမဲ့ဘယ်သူမှရှိမနေတော့ပါဘူးနောက်တနေ့မှာတော့ဆရာဝန်နဲ့ထပ်မံစစ်ဆေးပေမဲ့ဘာမှရှာမတွေ့ပြန်ပါဘူးရေးစားဖြစ်သူကိုငါမြင်ခဲ့တာအိမ်မက်မဟုတ်ဘူးလို့ရှင်းပြပေမဲ့သူမကတော့သူ့ကိုလိန်ပြောနေရလို့ပဲထင်နေခဲ့ပါတယ်ညရောက်လို့သူအိမ်နေတော့မှအပြင်ကနေရေကားတန်တွေကြားလိုက်ရပါတယ်သူလည်းအမြန်ပြေးထွက်ကြည့်တော့အိမ်ကြီးချင်းလင်မယားနှစ်ယောက်စလုံးအသက်ခံထားရတာကိုတွေ့လိုက်ရပါတယ်သူတို့တေဆုံးနေတဲ့ပုံစံကတကယ်ကိုထူးဆန်းလုံးပါတယ်အဲ့ဒီအချိန်မှာပဲကင်မရာမီအောင်လက်ခနဲ့ဖြစ်သွားတဲ့အခါမှာတော့တတိပြန်ဝင်လာပြီးအိမ်ကြီးချင်းနှစ်ယောက်စလုံးဟာအေးအေးချမ်းချမ်းအိပ်ပျော်နေတာကိုမြင်လိုက်ရပါတယ်